မြန်မာစံတော်ချိန်ည8:00နာရီရှိပါပြီ။ကျွန်တော်တို့တောင်ပေါ်ဒေသရဲ့ဂလခါရက်တုံးမီလေးကိုမျှဝေပေးရင်းနဲ့ငပိရီတိုးစရာဆိုပဲဟင်းကြိုတို့ချက်ပစ်ခဲ့တဲ့အကြောင်းကိုပြောပြချင်ပါတယ်။ကျွန်တော် channel ကိုလည်းအားလုံးအလေးခေါ်သွားချင်ပါတယ်။ပြင်းလွင်မျိုးစိုက်ပျိုးရေးမှာတော့ဂလခါရက်ကိုအဓိကထားစိုက်ပျိုးကြပါတယ်။ဂလခါရက်ကအခုလိုစောင်းရသည့်သီးနှံဆိုရင်နှင်းရီဝနေတာကြောင့်ပို့ပြီးတော့မှချိုပါတယ်။ channel ရောက်တော့တက်လက်စားတဲ့ငပိရီတိုးစရာအတွက်လည်းသီးနှံတချို့ခူးခဲ့ပါတယ်။ဒါတော့ချန်ပီယံလမ်းကတုံးနေကြပြီပါ။ဒီရာဒီမှာတော့ပြင်းလွင်မျိုးရဲ့ခြေချလိုက်တဲ့နေရာတိုင်းကတောနေကြတွေပွင့်နေပါပြီ။ဒီမွေးစိုက်ချက်ဖို့အတွက်ရေနွေးကိုစုအောင်အရင်တည်ထားလိုက်ပါမယ်။ဂလခါရွက်ရဲ့ရင်းတဲ့အပိုင်းတွေကိုဖယ်ထုတ်ပြီးနှစ်သက်ရာရွက်အစားနဲ့ပြီးဖြတ်ထားပါမယ်။ရင်ရွေးဆူလာပြီဆိုရင်တော့အစိမ်းရောင်မပြောင်းစေရနဲ့ကျွတ်ဆက်တဲ့ရတာကိုရရှိဖို့အတွက်စီနှဲငယ်နဲ့ရှာလက်ကရင်နှဲငယ်ထည့်ပါမယ်။ပြီးရင်တော့ရင်းနဲ့ထက်ခန့်ဆေးကြောထားတဲ့ဂလခါရွက်တွေကိုထည့်ဖြောလိုက်ပါမယ်။2မိနစ်ခန့်ဖြောပြီးတဲ့နောက်မှာပြန်လည်ဆေးယူပြီးရေနဲ့ဆေးထားပါမယ်။ဒီဟင်းပွဲမှာအဓိကလိုအပ်တာကတော့စံကြစံအကျွတ်ကြော်ပဲဖြစ်ပါတယ်။ကျွတ်သွန်နီကျွတ်သွန်ဖြူခရမ်းချင်ကြီးကိုစီတက်ထားပါမယ်။တောင်ပေါ်ဒေသရဲ့အတုတ်တုံမျိုးများတော့အခုလိုပဲစီတက်ပြီးတောက်လို့ရှိကြပါတယ်။ကျွန်တော်ကဟင်းပွဲကာလာကိုအစိမ်းအောင်လုပ်ချင်တဲ့ကြောင့်စံနှုန်းလုံးဝမထည့်ထားပါဘူး။အားလုံးစံနှုန်းဖြစ်ပြီးဆိုရင်တော့ဟင်းပွဲစပြင်လို့ရပါပြီ။ကြာစံကျွတ်ကြော်စီချက်မြေပဲမုံနန်းလော်စားဟင်းခတ်မုံအနေနဲ့ကြက်တောင်းမုံအနေနဲ့ထည့်ပါတယ်။ဒီဟင်းပွဲကတော့ပဲကြက်မုံနဲ့မလိုက်ဖက်တာကြောင့်ကျွန်တော်တို့ကတော့ထည့်သုံးလို့မရှိပါဘူး။နောက်ဟင်းတစ်ခွက်ကိုတော့အိမ်ချက်ကထုတ်တဲ့ပဲငါးမျိုးဘူးကိုအသုံးပြုပြီးပဲဟင်းကြိုချက်ပါမယ်။ပဲနှစ်ကိုရေစသူရောက3မိနစ်ခန့်ကြိုချက်ပြီးစူပွက်လာတာနဲ့အသင်စားသုံးနိုင်ပါတယ်။ကျွန်တော်ကတော့ရေစူလာတာနဲ့စူပုတ်အနေနဲ့ခတ်လိုက်ပါတယ်။နောက်ဆုံးတစ်ခွက်ကိုတော့ငပိရီကြိုပါမယ်။အိမ်ချက်ကထုတ်တဲ့အသင်စားငပိရီကြိုဘူးကိုပဲအသုံးပြုထားပါတယ်။ကျွန်တော်ကတော့အရင်ဦးဆုံးရင်သွေးစုအောင်တင်ပြီးမှငပိရီကိုဖောက်ထည့်လိုက်ပါတယ်။ငပိရီအပြည့်အကျဲစိတ်ကြိုက်အနေထားပေါ်မူတည်ပြီး3မိနစ်ခန့်ကြိုချက်ရုံနဲ့စားသုံးနိုင်ပါတယ်။အိမ်ချက်ငပိရီကြိုကတန်ရှင်းစွာသဘာဝတိုင်းတစ်နှစ်ပတ်လုံးနှက်ထားတဲ့ငပိကိုသာအသုံးပြုထုတ်လုပ်ထားပါတယ်။အချိုမို့လုံးဝမပါဝင်ပဲငပိကနေရရှိတဲ့အချိုအငံဓာတ်များကိုသာအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ငပိရီတိုးစရာအတွက်ကိုတော့မြင်းခွာရွက်၊ဥနီ၊တခွားသီး၊ပဲကျွတ်သီးအချီဘုံငရုတ်ချိုတမောသီးနုဂရခါသီးပန်းပွင့်ပဲဆောင်ရသီးရုံးပရိသီးနဲ့ဘူစားပေးသီးကိုပြင်ဆင်ထားပါတယ်။အိမ်ချက်က FDA ဟာလာ ISO လက်မှတ်နဲ့ HACCP လက်မှတ်များရရှိပြီးဖြစ်ပါတယ်။မြို့အနေနဲ့ရှိနီးစပ်ရာစတိုးဆိုင်တွေမှာဝယ်ယူရရှိနိုင်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်ကတော့စောအိုင်းစီပါအိမ်မှာချက်တဲ့အိမ်ချက်လိုက်တာအိမ်ချက်